ကျွန်တော်တို့ HAUUSD ကဘာရွှေကိုရောင်းဝယ်လုပ်နေပြီးတော့သူရဲ့သဘောတရားလေးကိုတော့ဒီထားတင်နေ Monday တနေ့လာလေးဆိုလို့ရှိရင်သူက low volatility ဒါပြောမှဆိုလို့ရှိရင်မတေချာမှုအခြေအနေပေါ့ဒါတနေ့လာနေ့ထားအောင်ကြည့်လိုက်ဈေးကွက်ကဒါမတေချာမြည်ရတဲ့ပုံစံသွားတာများတယ်ဒါကျွန်တော်တို့ကဈေးကွက်အစားဖွင့်နေရက်ဆိုတော့သူကဘာဖြစ်မယ်မှမသိပေါ့ဒါအဲ့လိုမျိုးအခုမှအနေနဲ့ကျွန်တော်လက်ဝိပွဲတစ်ပွဲစထိုးရဲဆိုလို့ရှိရင်ရန်သူကကိုယ်ဘယ်လိုတိုက်မှာလဲဆိုတာမသိဘယ်လိုမျိုးပေါ့နော်ဒါပြောမှဆိုရင်မတေချာမြည်ရမှုတွေများတယ်အဲ့လိုမျိုးအခြေအနေမှာဆိုရင်ကျွန်တော်ကဘယ်လိုရောင်းဝယ်လုပ်တင်တယ်လဲဆိုလို့ရှိရင်ဈေးကွက်ဆက်ဆောက်ဖွင့်ခြင်းမှာရောင်းလို့တာမဟုတ်ပဲနဲ့အချိန်ခဏလေးစောင့်ကြည့်ပြီးတော့ဒါနေ့လည်ခင်းပိုင်းညနေခင်းပိုင်းညပိုင်းမှာအရောင်းဝယ်လုပ်တာဟိုကောင်းတယ်ဒါအင်္ဂါနေ့မှာဆိုလို့ရှိရင် high break out ပေါ့ high break out ဆိုတာကဒါတကယ်လို့ဈေးကွက်က up trend သွားနေရဆိုလို့ရှိရင် up trend ဘက်ကိုဆက်ပြီးတော့ break out ထပ်သွားနိုင်တာများတယ်တို့ down trend ကိုသွားနေရဆိုလို့ရှိရင်လည်း down trend ကိုသွားနိုင်တာများတယ်နောက်ကျတော့ဘုဒ္ဓဟူနေ့မှာတော့ trend condition အင်္ဂါနေ့တုန်းကသူက up trend သွားတယ်ဆိုလို့ရှိရင်လည်းဈေးက up trend မှာပဲဆက်ရှိနေတတ်တယ် down trend ဆိုလို့ရှိရင်လည်း down trend မှာဆက်ရှိနေတတ်တယ်ပြီးတော့ကြာတာဘေးနေ့မှာဆိုအမြဲ reversal ဆက်လက်ဖြစ်တယ်ဘုဒ္ဓဟူနေ့တုန်းကသူကdown trend မှာဖြစ်ခဲ့တယ်ဆိုရင်ကြာဘေးနေ့မှာ up trend ကိုပြန်လာတာမျိုးလို့ပြီးတော့ဗုဒ္ဓဟူးနေ့မှာလုံးဝကိုမှ up trend မှာဖြစ်နေရဆိုရင် down trend ကိုပြန်လာတာမျိုးလို့ဒါပြောမှဆိုရင် reversal set up ဖြစ်တတ်တာရခိုင်လို့များတယ်ပေါ့ပြီးတော့တောက်ကြမှာတော့ fade out ပြောမှဆိုရင်အတုပေါ့ပြောမှဆိုရင်တောက်ကြတော့ဘယ်လိုပြောမလဲ trader တွေကိုတော်တော် play ရလို့ပြောတောက်ကြတော့တော်တော်လေးကိုမှ play ရဲ့နေ့ဖြစ်တယ်တောက်ကြမှာဆိုရင်တော့တော်တော်လေးတတိထားဖို့လိုတယ်သူကကျတော့ up trend လို့ down trend လို့ပြီးတော့စနေနေ့မှာလည်းသူကဈေးကွက်ကပိတ်တော့မှာဆိုတော့ဘာလို့ညာလို့နဲ့ပြီးသွားတဲ့တာများတယ်ဆိုတော့ကျွန်တော်က HAUUSD ကို trade နေဆိုရင်သူရဲ့ position တွေ body အားတွေကိုဒီချာလေးတည်ထားတင်တယ်ပေါ့နော်ဒီလိုမျိုးအသေးစိတ်အခြေခံအကြောင်းအရာတွေရွှေရဲ့ဖြစ်တတ်တဲ့သဘောတရားတွေ HAUUSD ရဲ့အနေအထားတွေပြီးတော့ fundamental နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးဆိုရဲအကြောင်းအရာတွေအသေးစိတ်ကိုကျွန်တော်တော့ဒါတင်တန်းမှာဆိုရင်အသေးစိတ်အခြေခံအစပြီးတင်ကြားပေးရဲဘယ်လိုမျိုးရောင်းဝယ်လုပ်ရမှာလဲဘယ်လိုမျိုးအချိန်မှာဆိုရှောင်ရမယ်ဘယ်လိုမျိုးအချိန်မှာဆိုရင်တော့ကျွန်တော်တို့ကအမျက်တွေကိုအဓိကထားရမယ်ယူရမယ်ဆိုတဲ့အကြောင်းအရာတွေကိုတင်ပေးပါတယ်အသေးစိတ်ကို Viber Telegram Messenger မှာလာပြောပါ trading account ဖွင့်ချင်တာပဲဖြစ်ဖြစ်ကိုက trading ပညာရပ်တွေကိုလေ့လာချင်တာပဲဖြစ်အသေးစိတ်ကိုလာပြောပေးပါပေါ့နော်ကျိုးဆိုလျက်ပါပေါ့